မန်စီယာတကယ်ပဲ FIFA ရဲ့မွေးစားသားလား။ ရိုယ်ဒိုတာသူ့နေရာမှာဆိုရင် FIFA ဘာလုပ်မလဲ။ပရိသတ်များလုံးပဲမင်္ဂလာပါများ 90 plus ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီမေကုန်းကိုဘောလုံးပရိသတ်တွေကြားထဲမှာနှစ်ပေါင်းများစွာကြားနေရပါတယ်။မန်စီယာ FIFA ရဲ့အချစ်တော်လားဒါမှမဟုတ်ရိုယ်ဒိုတာဒီလိုအခြေအနေမျိုးနဲ့ကြုံခဲ့ရင် FIFA ကဘယ်လိုပုံစံမျိုးနဲ့ဆက်ဆံမလဲ။ဒီနေ့မှာတော့ဒီအကြောင်းအရာကိုချက်လက်တွေမြက်ဖျက်တွေနဲ့ပရိသတ်တွေရဲ့အမြင်တွေကိုသုံးသပ်ကြည့်ရအောင်။2020ကဘာလာပြီးကလေးက FIFA ကမန်စီကိုကဘာလာရအောင်လုပ်ပေးခဲ့တယ်ဆိုတဲ့စကားတွေကလူမှုကွန်ရက်ပေါ်မှာအများကိုပြန်လည်ခဲ့ပါတယ်။အဲ့ဒီကဘာလာမှာအာဂျင်တီးနားရရှိခဲ့တဲ့ပနတီတွေ VR ဆုံးဖြတ်ချက်တွေဒိုင်လိုကြီးရဲ့ဆုံးဖြတ်ချက်တွေဒီအားလုံးကိုဆိုပြီးဒါကမန်စီအတွက်ကဘာလာရရှိအောင်စံညွှန်းရေးထားတာလို့ပြောခဲ့တဲ့သူတွေကမနေပါဘူး။ဒါပေမဲ့မေးစရာတစ်ခုရှိပါတယ်။ဒီပြောဆိုချက်တွေဟာအထောက်ထားခိုင်မာမှရှိလားဒါမှမဟုတ်ကိုးကြိုက်စားသမားကိုအားပေးတဲ့စိတ်ကြောင့်ဖြစ်လာတဲ့ခံစားချက်တွေလား။ဥပမာဆော်ဒီအာရေဗျနဲ့ပွဲမှာအာဂျင်တီးနားရဲ့သွင်းကို offside နဲ့ပယ်ဖျက်ခံခဲ့ရပါတယ်။အဲ့ဒီမှာ FIFA ကမန်စီကိုကူညီနေတယ်ဆိုရင်ဒီဂိုးတွေကိုဘာကြောင့်ပယ်ဖျက်ခဲ့တာလဲ။နယ်လန်နဲ့ကွာတာဖိုင်နယ်ပွဲအစမှာအာဂျင်တီးနားအသင်းဟာအဝါကလေးအများကြီးရခဲ့တယ်လို့နောက်ဆုံးမှာပနတီအဆုံးဖြတ်ထိရောက်ခဲ့ရပါတယ်။ပြည်နယ်ဘောလူပွဲမှာလည်းနှစ်ဖက်စလုံးပနတီရခဲ့ကြပါတယ်။ VAR ကလည်းတစ်ဖက်စလုံးအတွက်ညီတူမျှတွေအသုံးပြုခဲ့တာပါဒီလိုဖြစ်ရတွေကိုကြည့်မယ်ဆိုရင် FIFA ကတစ်ဖက်တည်းကိုပဲကူညီနေတယ်လို့အတည်ပြုပြောဖို့တော့ခက်နေပါတယ်ဒါပေမဲ့ပရိသတ်တွေကဘာကြောင့်တန်တရားဝင်နေကြတာလဲဒီနေ့ကဘာလာမှာပို့ပြီးတော့ဆိုးလာပါတယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကလည်းရိုးရှင်းပါတယ်မန်စီယာဘောလုံးသမိုင်းမှာကြီးကျယ်မားဆုံးစူပါစတာတွေကတယောက်ပါသူကဘာလာရမယ်ဆိုတဲ့ကြောင်းဟာ FIFA အတွက်လည်းဈေးကွက်တန်ဖိုးရှိတယ်လို့လူတချို့ကလည်းယုံကြည်ကြပါတယ်ဒါပေမဲ့ယုံကြည်ချက်နဲ့တက်တည်ဆိုတာကမတူပါဘူးဒီနေ့ဒီချိန်အထိ FIFA ဘက်ကနေပြီးတော့မန်စီကိုအထူးခွင့်ပေးခဲ့တယ်ဆိုတဲ့ခိုင်မာတဲ့အထောက်အထားတစ်ခုမှမရှိသေးပါဘူးအခုမေကုန်းကိုပြောင်းကြည့်ရအောင်ဘောလုံးအကစားကိုချစ်မြတ်လို့တဲ့ညီကိုတွေအနေနဲ့ဂျာစီတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတာပါအခုသိရတဲ့အသင်းရဲ့ဂျာစီတွေကိုပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့စိတ်ချယုံကြည်စွာဝယ်ယူခြင်းနဲ့ဆိုရင်တော့ YGN ဂျာစီ short ရှိပါတယ်ကလပ်အသင်းနိုင်ငံအသင်းဆိုရင်ဂျာစီတွေကို player version, fan version နဲ့ time made one set တွေအပြင်အသင်း t-shirt တွေလည်းရရှိနိုင်ပါတယ် Royal Express ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ဝယ်ချေစနစ်နဲ့ရောင်းချပေးတာမို့လို့စိတ်ချလက်ချဝယ်ယူနိုင်ပါတယ်ညီကိုတို့ရေဝယ်ယူအားပေးခြင်းတဲ့ညီကိုတွေအနေနဲ့ YGN ဂျာစီ short ရဲ့ Facebook page messenger မှာတွားရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာစိတ်ချမ်းသာခြင်း YGN မှာဂျာစီဝယ်ပါတကယ်လို့မန်စီနီယာမှာဒါရက်ဒိုဆိုရင်ဘာဖြစ်မလဲဥပမာရက်ဒိုကပယ်နတီရတယ် VAR ကသူ့ကိုဘက်လိုက်ပြီးဆုံးဖြတ်တယ်ဒါမှမဟုတ်သူ့ရဲ့ပေါ်တူဂီအသင်းကကဘာလာရသွားတယ်အဲ့ဒီချိန်မှာပရိသတ်တွေကဘာပြောမလဲတော်တော်များများက FIFA ကရက်ဒိုကိုတွန်းတင်နေတယ်လို့ပြောကြမယ်ထင်ပါတယ်ဘာကြောင့်လဲဆိုတော့မန်စီနဲ့ရိုနယ်ဒိုနှစ်ဦးစလုံးဟာကဘာကျော်ပြန်မဲ့နှစ်ယောက်ပေါ်ပရိသတ်တွေရဲ့အမြင်ဟာအမြဲတမ်းဘက်လိုက်မှုရှိနေတယ်လို့ပါကော်ပီတဲ့ကစားသမားအကျိုးရှိရင်တရားမျှတယ်လို့ထင်ပြီးကိုမကြိုက်တဲ့ကစားသမားအကျိုးရှိရင်မတရားဘူးလို့ထင်နေကြတာကလူတော်ပါပဲတကယ်တော့ FIFA ဆိုတာဖွဲ့စည်းတစ်ခုဖြစ်ပြီးဒိုင်လိုဂျီ VAR ပြန်ပွဲကော်မတီစီမင်းဖွဲ့တွေကအများကြီးနဲ့လဲပတ်နေတာပါဆုံးဖြတ်ချက်အမှားတွေရှိနိုင်ပါတယ် VAR တွေကလည်းအမှားလုပ်ခဲ့ပူပါတယ်ဒါပေမဲ့အမှားတစ်ခုဖြစ်တိုင်းဇန်ညုံရေးထားတာလို့ပြောဖို့ကတော့မလိုတော့သေးပါဘူးတကယ်လို့ FIFA ကကစားသမားတယောက်ကိုနိုင်ရအောင်လုပ်ပေးခြင်းနဲ့ဆိုရင်ဒီပေါင်းများစွာကစားခဲ့တဲ့ပြိုင်ပွဲတွေထဲမှာထောင်ထားတစ်ခုခုတော့ထွက်လာတင်ပါတယ်ဒါပေမဲ့ဒီနေ့ဒီအချိန်ထိခိုင်မာတဲ့သက်သေမရှိသေးပါဘူးကျွန်တော်ပရိသတ်တွေဆိုတာခါလေးကြရင်ကိုချစ်တဲ့ကစားသမားဘက်ကပဲကြီးတဲ့ကြပါတယ်မက်ဆီပရိသတ်တွေကရက်ဒိုအပေါ်ပြင်းတဲ့ဝေဖန်တက်တယ်လို့ရက်ဒိုပရိသတ်တွေကလည်းမက်ဆီအပေါ်အလားတူဝေဖန်တက်ကြပါတယ်ဒါဘောလုံးလောကရဲ့အစင်လာတစ်ခုလို့ဖြစ်နေပါပြီဒါပေမဲ့သုံးသပ်ကြည့်တဲ့အခါမှာစိတ်ခံစားချက်တဲ့အချက်လက်ကိုပို့ကြည့်ဖို့လိုအပ်ပါတယ်အဆုံးအနေနဲ့ပြောမယ်ဆိုရင်မက်ဆီက FIFA ရဲ့မွေးစားသားဆိုတဲ့မိကုံကိုဖြေထုတ်ရမယ်ဆိုရင်ပရိသတ်ချို့ရဲ့ယုံကြည်ချက်အရဟုတ်တယ်ဖြစ်နိုင်ပါတယ်တချို့ကလုံးဝမဟုတ်ဘူးလို့ပြောနိုင်ပါတယ်ဒါပေမဲ့လက်ရှိအချိန်အထိရရှိထားတဲ့အချက်လက်တွေအရတော့ FIFA ကမက်ဆီကိုအထူးခွင့်ပေးခဲ့တယ်လို့သက်သေပြနိုင်တဲ့အချက်လက်တွေထောက်ထားတွေမရှိသေးပါဘူးရက်ဒိုကအဲ့ဒီနေရာမှာရှိခဲ့ရင်လည်းပရိသတ်တချို့က FIFA ကရက်ဒိုကိုကူညီတယ်လို့အလားတူဆွဆွဲကြမဲ့အလားအလာကအတော်လေးမြင်မာနေပါတယ်အဆုံးသတ်အနေနဲ့ပြောမယ်ဆိုရင်ဘောလုံးဆိုတာဟာငင်းပွားမှုတွေစိတ်ခံစားချက်တွေအမြင်တည်မှုတွေနဲ့ပို့ပြီးတော့အသက်ဝင်လာတဲ့အားကစားပါဒါပေမဲ့အမြင်တစ်ခုတည်းကိုပဲအမှန်တရားဖြင့်လက်ခံမဲ့အစားအချက်လက်တွေနဲ့တက်တဲ့တွေကိုအခြေခံပြီးဆုံးဖြတ်နိုင်ရင်ပို့ပြီးတော့မျှတတဲ့ဘောလုံးပရိသတ်တယောက်ဖြစ်လာမှာပါဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ဒီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ